အားလုံးဒါလေးဆိုပါကျွန်တော်ဒီနေ့သင်မဲ့အကြောင်းကတော့ကျွန်တော်တို့ဒီ Microsoft Word 2013ကိုစပြီးတော့ဖွင့်တဲ့အချိန်မှာကျွန်တော်တို့ဒီစာရွက် design တွေကိုဘယ်လိုယူမလဲဆိုတဲ့ဟာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့သင်ပေးမှာဖြစ်ပါတယ်ကြည့်အောင်ပါ step ကိုနှိပ်မယ်ပြီးလို့ရှိရင် Microsoft Word 2013ကိုဖွင့်လိုက်ပါမယ်โอเคဖွင့်လာပြီဆိုတဲ့အခါကြာလို့ရှိရင်ခါတိုင်းကျွန်တော်တို့ကဒီ blank document ကိုပဲကျွန်တော်တို့ရွေးတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ blank document ကိုမရွေးဘဲနဲ့ကျွန်တော်တို့ဒီမှာစာရွက် design လေးတွေရှိပါတယ်ဗျာနော်ဒီမှာဒီ design လေးတွေကိုယူပြီးတော့လဲကျွန်တော်တို့ကဒါယူသုံးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါလေးကိုပြောချင်တာပါအဲ့တော့ကျွန်တော်တို့ဒီမှာကြည့်လိုက်ပါဗျာဒီမှာ business ဆိုရင် business ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာ business နဲ့ပတ်သက်တဲ့ဟာလေးတွေပေါ့နော်ကျွန်တော်တို့ဒီမှာပေါ်လာပါပြီနော်business နဲ့ပတ်သက်တဲ့အထက်မှာဥပမာ technology လားเนาะကျွန်တော် technology ထဲမှာဒီဥပမာ education လားเนาะကျွန်တော်ဒီမှာရွေးပြီးတော့ကျွန်တော်တို့ကြည့်လို့ရပါတယ်ကိုသုံးမဲ့ဟာကိုရွေးလိုက်ရုံပါပဲเนาะအဲ့လိုရွေးပြီးတော့မှကျွန်တော်တို့ကပြန်ပြီးတော့ထွက်ချင်တယ်ဆိုလို့ရှိရင်ဒီ home လေးကို clear တစ်ချက်နှိပ်လိုက်ရုံပါပဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ cuts okay cut ဆိုလို့ရှိရင်ဒါ cut ပုံစံလေးတွေပေါ့เนาะဥပမာဒီမှာ business cut တွေဘယ်လိုလုပ်မလဲပေါ့เนาะOkay ဒီမှာဆိုလို့ရှိရင်လည်း thank you ဆို thank you ပေါ့နော်ဒီမှာပုံစံလေးတွေအများကြီးရှိပါတယ်ဒီထက်ကယူသုံးလို့ရပါတယ်ဒါ home key ကိုသွားမယ်ပြီးလို့ရှိရင်ဒီမှာ flyer နော် flyers flyer နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ဒီမှာ flyer ပေါ့နော်ဒီမှာပေါ့ဥပမာဒီမှာ flyer နဲ့ပတ်သက်တယ်ဆိုလို့ဒီမှာ category တွေကအများကြီးရှိပါတယ်နော်ကိုမှာ Christmas နဲ့ပတ်သက်တဲ့ဟာလား invitation နဲ့ပတ်သက်တဲ့ဟာလား summer နဲ့ပတ်သက်တဲ့ဟာလား birthday လား technology လား poster လားစသဖြင့်ပေါ့နော်ကိုကြိုက်တယ်လို့ရွေးလို့ရပါတယ်ဗျဒီထဲမှာနော် home key ကိုကျွန်တော်တို့ဆက်သွားမယ်ပြီးတော့ဥပမာဒီမှာ letter ပေါ့ letter ဆိုလို့ရှိရင်လည်းဒီမှာ letter ပေါ့နော် letter နဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်တို့ကြားလာမှာဖြစ်ပါတယ်အဲ့တော့ home key ကိုဆက်သွားမယ် education ပေါ့နော် education ဆိုရင်ဒီမှာ education နဲ့ပတ်သက်တဲ့ဟာလေးတွေကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ပြီးရင်ဒီမှာ resumes and cover letters ပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ cover letter နဲ့ resume ပေါ့နော်အဲ့ဒါလေးရေးထားတဲ့ပုံစံလေးတွေရှိပါတယ်ပြီးလို့ရှိရင်ဒီမှာ holiday ပေါ့ holiday ဆိုဒီမှာ holiday နဲ့ပတ်သက်တဲ့ပုံလေးတွေရှိတယ်အဲ့ဒီဟာလေးတွေကိုရွေးပြီးတော့ကျွန်တော်တို့အသုံးပြုလို့ရပါတယ်အဲ့ဒါမှမဟုတ်ဘူးဒါကတော့ဒီထဲမှာပါတာပေါ့နော်ဒါကသူ default အတိုင်းပါတာပေါ့အဲ့ဒီပါတာမဟုတ်ဘူးကျွန်တော်တို့ကဒီမှာ search box မှာလည်းကျွန်တော်တို့ရှာလို့ရတယ်ပေါ့နော်ဥပမာ ANNI ဖွေးက SAR1 anniversary ပေါ့ပြီးလို့ရှိရင် enter တစ်ချက်ခောက်လိုက်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ anniversary နဲ့ပတ်သက်တဲ့ဟာလေးပုံလေးပေါ်လာမယ်နော်အဲ့လိုလေးလည်းဒီမှာ search box ကနေပြီးတော့ရှာလို့ရပါတယ်ဗျနော်အဲ့တော့ okay ဒီမှာ home key ကိုကျွန်တော်တို့တွားလိုက်မယ်တွားလိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာတော့ကျွန်တော်ခဏပြောသလိုဒီမှာ business တို့နော်ဒီမှာ cut တို့ flyers တို့ letters တို့နော် education resumes and cover letters နော်ပြီးလို့ရှိရင် holiday နော်ဒီဟာတွေထက်ကကျွန်တော်တို့ကြိုက်တဲ့ဟာကိုကျွန်တော်တို့ယူသုံးလို့ရပါတယ်အဲ့တော့ကျွန်တော်ဒီထက်ကတစ်ခုယူသုံးပြမယ်ပေါ့နော်ကျွန်တော်တစ်ခုယူသုံးပြမယ်ဆိုတော့ကျွန်တော်ဒီမှာ resumes and cover letter ပေါ့အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့တော့ဒီမှာကျွန်တော်တို့ဒီမှာဒီမှာ bold border and resume ပေါ့နော်အဲ့ဒါလေးကို click တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီမှာ create ပေါ့နော် create အဲ့ဒါဆိုလို့ရှိရင်သူကနေပြီးတော့ဒီမှာ download လုပ်နေရဗျာနော်ဒီ template ကို download လုပ်နေတယ် download လုပ်နေရဆိုတော့အခါကျတော့ကျွန်တော်တို့ကဒီမှာ internet ရှိရမယ်နော် okay အဲ့ဒါဆိုရင်ပေါ်လာပါပြီနော်ဒီမှာ okay ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဘာလုပ်လို့ရလဲဆိုတော့ဒီမှာကျွန်တော်တို့ပုံတွေကိုအစားထိုးလို့ရတယ်ဒါကပြောရမယ်ဆိုလို့ရှိရင်အလုပ်လျှောက်ဖို့အတွက်ကျွန်တော်တို့ဒီ resume ရေးတဲ့ပုံစံတစ်ခုပဲဗျာနော်တော်တော်လေးအသုံးတဲ့ပါတယ်ဗျာဒီဟာနော်ကျွန်တော်တို့ဒီနေရာလေးတွေမှာဒါပုံစံကသူ့ format ကပေးထားပြီးသားကျွန်တော်တို့ပုံတွေနာမည်တွေနော်ကျွန်တော်တို့ဒီမှာ profile တို့နော်ကျွန်တော်တို့ contact number တို့ email တို့ကျွန်တော်တို့မှာဒီဝါသနာတို့ဒီဟာတွေသူပေးထားတဲ့အတိုင်းနေပြီးကျွန်တော်တို့ပြောင်းလိုက်ရုံပဲဗျာနော်ပြောင်းလိုက်ပြီးတော့ကျွန်တော်တို့ဒီအလုပ်တွေကိုရှောက်လို့ရတယ်ဗျာနော်တော်တော်လေးကိုအဆင်ပြေပါတယ်โอเคဒါလေးကိုကျွန်တော်ပိတ်လိုက်မယ် don't save ပေါ့နော်โอเคပိတ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့အဲ့ဒီ Microsoft Word
2023ပြန်ဖွင့်မယ်ဗျာနော်အဲ့တော့ keyboard ပေါ်က window key ရဲ့ R ကိုနှိပ်မယ်ပြီးလို့ရှိရင် win ဟွာဆိုပြီးတော့နှိပ်လိုက်မယ်နော်ဒီဟာလေးကိုကျွန်တော်ပြောပြီးသားပါနော် Microsoft Word ကိုနည်းလမ်းနှစ်ခုနဲ့ဖွင့်ဖို့အတွက်ကျွန်တော်ပြောပြီးသားပါအဲ့တော့ကျွန်တော်တို့ဒီမှာ resume and cover letter ပေါ့နော် okay ခဏကျွန်တော်က bold modern resume ပေါ့နော်ကျွန်တော်တို့အလုပ်လျှောက်တဲ့အခါကြားလို့ရှိရင် CV ကိုဘယ်လိုရေးမလဲဆိုတဲ့ပုံစံပါပြီးလို့ရှိရင်ဒီမှာ bold modern cover letter ပေါ့ဒါက cover letter ကိုရေးတဲ့ပုံစံပါဗျာနော်ဒါ create လုပ်လိုက် okay အဲ့ဒါဆိုလို့ရှိရင်ဒီမှာ cover letter ရေးတဲ့ပုံစံပါဗျာဒီဟာနော်အဲ့တော့ကျွန်တော်တို့ကအလုပ်တစ်ခုရှောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က resume ရေးတဲ့ဟာတစ်ခုရှိမယ်ပြီးလို့ရှိရင်အခု cover letter ရေးတဲ့ဟာတစ်ခုရှိမယ်ပေါ့နော်အဲ့ဒါနှစ်ခုကိုတွဲပြီးတော့ကျွန်တော်တို့အလုပ်ရှောက်ရတာပါတော်တော်လေးအသုံးတဲ့တယ်လို့ပြောရမယ်ဗျာဒီဟာလေးကနော် okay တော်တော်လေးကောင်းတယ်လို့ပြောရမှာပေါ့နော် okay ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးကိုပြန်ပိတ်မယ် don't save ပေါ့နော်ကျွန်တော်တို့ save မလုပ်ဘူးပြီးလို့ရှိရင်ပြန်ဖွင့်မယ် okay ဒီထဲမှာကျွန်တော်တို့နောက်တစ်ခုသွားကြည့်မယ်ပေါ့နော်ခဏတော့ကျွန်တော် resumes and cover letters ဆိုတဲ့ဟာကိုကျွန်တော်သွားတာဖြစ်ပါတယ်အခုတစ်ခေါက်ကတော့ကျွန်တော်တို့ဒီမှာ business နဲ့ပတ်သက်တဲ့ဟာသွားမယ်နော်အဲ့ဒါလေးကိုနှိပ်ကြည့်မယ် business နဲ့ပတ်သက်တဲ့ဟာလေးမှာဆိုလို့ရှိရင်ဘာပါမလဲဆိုတော့ဒီမှာသူ့ပုံစံလေးတွေပေါ့နော်ဥပမာဒီကောင်လေးဒါဥပမာကျွန်တော်တို့ business card ပေါ့ business card ကိုကျွန်တော်တို့လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းတခါလေဒီကောင်လေးကိုနှိပ်လိုက်ရုံပါပဲနှိပ်ပြီးတော့ဒီမှာ create ဒီမှာပေါ်လာပါပြီเนาะဒါကို business card လုပ်မယ်ဆိုလို့ရှိရင်ဒီပုံစံလေးလုပ်မယ်ဆိုလို့ရှိရင်ဒီမှာအစားထိုးလိုက်ရုံပဲဗျာเนาะတော်တော်လေးဟိုမှာအဆင်ပြေတယ်ဗျာဒီမှာเนาะ okay ဒီမှာဥပမာဆိုလို့ရှိရင်ဒီကောင်ကိုအစားထိုးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က click ချက်နဲ့ပြီးလို့ရှိရင်ဒီမှာနာမည်ပေးလိုက်ပေါ့အောင်ပြီးလို့ရှိရင်ဒီမှာလိပ်စာเนาะပြီးလို့ရှိရင်ဒီမှာ telephone number email number ပြီးလို့ရှိရင်ဒီမှာ Twitter မှာသုံးထားတဲ့ဥပမာ link ဆို link ပေါ့ဗျာပြီးလို့ရှိရင်ဒီမှာ website ရဲ့ address เนาะကိုမရှိရင်လည်းရှိတယ်ပေါ့ဗျာထည့်မယ်ပေါ့မရှိဘူးဆိုလို့ရှိရင်လည်းဒါဖြတ်မယ်ပေါ့เนาะအဲ့လိုလေးဒီကောင်လေးကိုအကုန်လုံးဖြည့်ပြီးတော့ကျွန်တော်တို့ business card လေးကိုကျွန်တော်တို့ထုတ်တွေ့ရပါတယ်ဗျာเนาะ okay အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်တော်တော်လေးလည်းအသုံးတဲ့ပါတယ်ဗျာเนาะကျွန်တော်တို့စမ်းကြည့်ပြီးတော့ကျွန်တော်တို့အဆင်ပြေတာလေးတွေကိုလည်းကျွန်တော်တို့သိကျင်တယ်ပေါ့เนาะ okay အားလုံးကျေးဇူးအများကြီးတင်ပါတယ် don't sit